စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီးတော့ဒါကိုမြတ်စွာဘုရားလောကဓာတ်နဲ့ကျုံလာပြီဆိုလို့ရှိရင်ကြံ့ခံနိုင်အောင်လေ့ကျင့်ရစိတ်ဓာတ်ကိုလေ့ကျင့်ပေးရမယ်လေ့ကျင့်တယ်ဆိုတဲ့နေရာမှာဘာနဲ့လေ့ကျင့်သမထကျင့်စဉ်တစ်ခုကိုကျင့်တာလဲဒါလေ့ကျင့်တာပဲဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်တာလဲလေ့ကျင့်တာပဲအဓိကကတော့ wise attention လို့ဆိုတဲ့မှန်မှန်ကန်ကန်စဉ်းစားတတ်မှုပါယောနိသောမနတိကာရလို့ခေါ်တယ်မှန်မှန်ကန်ကန်စဉ်းစားတယ်ဆိုတာဘာတော့ဆိုရင်အဆိုးဘက်ကမကြည့်ဘူးကောင်းဘက်ကကြည့်အကုသိုလ်ဖြစ်အောင်မကြည့်ဘူးကုသိုလ်ဖြစ်အောင်ကြည့်ကောင်းဘက်ကတွေးအရာရာမှာအကုန်လုံးအကောင်းဘက်ကတွေးရမှာလားလို့ဆိုဒီလိုတော့မဟုတ်ပါမှန်ကန်တဲ့ဘက်ကအကောင်းဘက်ကစဉ်းစားနိုင်တတ်ရမယ်အဆိုးဘက်ကကြည့်လို့ရှင်အဆိုးဆိုတာအပြစ်ကိုကြည့်တဲ့အခါမှာအရာရာမှာအမှန်ကိုကြည့်ကိုလိုအပ်တယ်ပေါ့ဆိုပါစို့လူတယောက်ပေါ်မှာကိုကဒေါသဖြစ်တယ်ဆိုတာ तू ဘာအတွေးနဲ့ तू ဒေါသဖြစ်တယ်လဲလို့ဆိုရင်ဒီကောင်ကငါ့ကိုစော်ကားတယ်တက်စော်ကားတာပဲဆိုတဲ့အဲ့ဒီအတွေးတွေနဲ့တွေးလိုက်မယ်ဆိုလို့ရှိရင်ဒေါသဖြစ်လာမှာအဲ့ဒီအတွေးမဟုတ်ဘဲနဲ့ပြောင်းပြီးတော့တွေးလိုက်တယ်သူဆဲတာ तू ဆိုးတာငါကပ်ပါတာမဟုတ်ဘူးငါနဲ့မဆိုင်ဘူး तू ဆိုး तू ခံလိုက်မယ်ငါမပတ်သက်ဘူးလို့ဆိုရင်သူ့ပုံမှာဒေါသမထွက်ပြန်အတွေးလေးဟာဒီနားလေးတွေပဲကပ်ပြီးခွင့်လွတ်တတ်တဲ့အတွေးဆိုတာလည်းရှိလူတွေကကိုကြတော့ခွင့်လွတ်တယ်သူများကြတော့ခွင့်မလွတ်ဘူးဆိုတာလောကမှာထင်ရှားတယ်နော်ကိုကြောင့်ဖြစ်လို့ရှင်မတော်တဆလို့ပြောတယ်သူများကြောင့်ဖြစ်လို့ရှင်နမောနမဲ့လို့ပြောတယ်တကယ်ကိုအဲ့ဒါလို့ဖြစ်နော်သူများကြောင့်တစုံတစ်ခုဖြစ်သွားရင်ဟာဒီလူကနမောနမဲ့နေလို့ဖြစ်ကိုကြောင့်ဖြစ်ရင်တော့မတော်တဆသူများကြောင့်လည်းမတော်တဆလို့တွေးလိုက်ရင်ဒေါသမဖြစ်တော့မတော်တဆဖြစ်ရှာတာပဲနော်ဒါစိတ်ဓာတ်ရဲ့ကြံ့ခိုင်မှုတွေပဲကိုယ်ကိုလေ့ကျင့်ပေးရမှာအောင်ပြောတယ်သူများပေါ်မှာအပြစ်နေမြင်နေသေးတဲ့ကာလပတ်လို့မေတ္တာဆိုတာသက်ဝင်နိုင်ဖို့မဖြစ်ဘူးတဲ့ဘယ်အရာပဲဖြစ်ဖြစ်အစဉ်ပြေအောင်စဉ်းစားတတ်ဖို့လိုတယ်ပေါ့အကောင်းဘက်ကကြည့်တာတွေဟာစိတ်ဆင်းရဲမှုကိုကာကွယ်ပေးနိုင်တာတော့သိကြတယ်ပုံမြင်လေးတစ်ခုရှိတယ်မြေထားမောင်းသမားတယောက် engine driver မြေထား driver တယောက်ဘယ်တော့ဖြစ်သူကအကောင်းဘက်ကကြီးပဲပြောတယ်အဆိုးဘက်ကဘယ်တော့မှမကြည့်ဘူးကောင်းဘက်ကကြီးပဲပြောလို့ရှိဒီနေ့ကျတော့ဘာဖြစ်တုံးမတော်တဆသူ accident ဖြစ်ဆေးရုံတင်လိုက်ရတော့ခြေထောက်တစ်ဖက်ဟာမြေထားကျိတ်မိတော့အမတန်အခြေအနေဆိုတော့ခြေထောက်တစ်ဖက်ဖြတ်ရမယ်ကိန်းရောက်သွားအဲ့ဒီမှာသူ့မိတ်ဆွေတွေကသတင်းသွားမေးတယ်မေးရင်သူ့ကိုပြောတာမင်းဘယ်တော့မှဆိုအကောင်းဘက်ကကြီးပဲပြောတယ်အကောင်းကြီးပဲမြင်တယ်မင်းဒီတစ်ခါမင်းကိုမင်းဖြစ်တဲ့အခါအကောင်းမြင်နိုင်အောင်မလားပေါ့အကောင်းမြင်နိုင်အောင်မလားမင်းကိုယ်တိုင်ခြေထောက်တစ်ဖက်ဖြတ်ရတော့မင်းဘယ်လိုလုပ်အကောင်းမြင်မလို့ဆိုတော့အဲ့ဒီလူကပြုံးပြီးတော့ဘာပြောတော့ဆိုလို့ရှိရင်တငယ်ချင်းတို့တဲ့ဒီကနေ့ကစာစီတော့ခြေဒီဖနက်ဟာတစ်ဖက်ဖိုးသက်တာသွားပြီဖနက်ဟာနှစ်ခုမဝယ်ရတော့တစ်ခုပဲဝယ်ရတော့အကောင်းဘက်ကလည်းကြည့်ပြောတာနော်ဖနက်တရံထဲမှာတစ်ဖက်စာပဲငါဝယ်ရတော့မယ်ဆိုတစ်ဖက်ဖိုးငါသက်တာသွားပြီလို့ပြောတာခြေတော့ဖြတ်ရလို့ဖြစ်ရလေခြင်းဆိုတဲ့အတွေးကိုမတွေးဘူးဖနက်တစ်ဖက်ဖိုးသက်တာသွားပြီအကောင်းဘက်ကမြင်တာတချို့နေရာမှာ wise attention ဆိုတာအဲ့ဒါမျိုးကိုပြောတာတစုံတစ်ခုဖြစ်လာလို့ရှင်စိတ်ဆင်းရဲနေမဲ့အစားအကောင်းဘက်ကလှည့်တွေးပြီးတော့လှုပ်တင်လှုပ်ထိုက်တာလှုပ်အောင်ဒါပြောနော်လှုပ်တင်လှုပ်ထိုက်တာစိတ်ပူပန်တာနဲ့လှုပ်တင်လှုပ်ထိုက်တာဆိုတာနဲ့တခြားစီတချို့က
မကောင်းတာဖြစ်ပြီဆိုလို့ရှိရင်စိတ်ထဲကပူပန်ပြီးတော့ဘာလို့မှမသိညာလို့မှမသိစိတ်တွေဆင်းရဲပြီးတော့အဲ့လိုနေတယ်အဲ့ဒါလို့မဟုတ်ဒါအဖြေမဟုတ်ဘူးအဖြေမဟုတ်စိတ်ပူပန်နေမဲ့အစားပူပန်မှုကိုလျှော့ချပြီးတော့ဘာလို့သင့်လဲဆိုတာကိုစဉ်းစားဖို့ပဲလိုအပ်တယ်ဟုတ်လားစိတ်ရဲ့စွမ်းရည်တွေကိုဒီလိုလေ့ကျင့်တတ်ရ